ဒီထက်သူတို့ရွာနာမတရားနာပြည်သားကျွတ်တို့ပေါက်တော်ရွာဆိုတာရှိတယ်ဘုန်းကြီးတွေစာပြန်မွဲရှိဘုန်းကြီးတွေစာပြန်မွဲကျွတ်တို့ကြက်သားတံပေါင်းနဲ့ဆွမ်းကတ်အဲ့ဒါလှတော်သားကလိုက်သွားပြီးပြန်လာတော့ပြောပါတဲ့ဘုန်းကြီးတွေစာပြန်မွဲဆိုလို့သွားပါတယ်လက်ဆက်တတ်တော့ဘုန်းကြီးအေးကိုကွာကျက်သားတံပေါင်းနဲ့ကတ်တာနဲ့ဘုန်းကြီးအေးဘုန်းကြီးတွေကလည်းစားလိုက်တာဟဲတဲ့ဝေသားလီကြီးဘလူးကြတဲ့အတိုင်းအယိုးကြီးချလို့ပြောတာဘုရားရဲ့စကားတရလွန်ပြောတာကြာဏီကံစကလုံးထွားတယ်လည်းမအောင်မိနဲ့ဟုတ်တယ်စကလုံးထွားတာကကြာဏီကံမဟုတ်ဘူးဗျလှတော်သားဒီတိုင်းစကလုံးထွားတာဘယ်လိုတော့ကြားဘူးလားလှတော်သားလှတော်ဆိုတာဘယ်မလို့အဲ့စိန်ကလူတွေဘယ်သိလိမ့်ရွှေဘိုဘက်မယ်ဥစ္စာရွှေဘိုလမ်းမယ်ပြည်သားဥလသိန်းဆေးတံမတော့ရဲတဲ့ရွာလေးလှတော်ကဥလသိန်းကဆေးတံကောက်ကြည့်နောက်ဥလသိန်းဆေးတံတောက်ပြီးတဲ့နောက်သူတို့ရွာကတကြီးဆေးတံတောက်လာတော့လှတော်သားတယောက်ကပြောတယ်ဥလသိန်းရှိအလိုလေးတို့ရွာကတကြီးဆေးတံတောက်လာလိုက်တာကွဲတဲ့ငါးကြောက်ဝင်မှုတ်ကလေးခွေးချီလာတဲ့အတိုင်းပဲနောက်ဥလသိန်းအဲ့ဒီရွာဆေးတံမတော့ရဲတော့ဟောဘူးလှတော်သားကဇက်ပြက်အောင်ပြောတယ်ပြည်သားဇက်ပြက်အောင်ဆိုတာကြုတ်ပြောဦးမယ်ကြောက်လန်းအရှိပဲနှခမ်းမှာကျွတ်တို့ဇက်ပွဲရှိသူတို့ကအနောက်ဘက်နှခမ်းကနှမ်းရိုးပုံမီးရှို့မီးလုံရင်းနဲ့ပြာသူလာကြီးနှစ်ယောက်တည်းစကားပြောတာဇက်ပြက်တယ်၃ယောက်နားထောင်၄ယောက်နားထောင်ဘိုက်နဲ့ရည်ရင်နဲ့ဟာဟိုကဘာတွေတော့ဟာနဲ့ဇက်လူမရှိဘူးဇက်ပြက်အောင်ပြောကျုံလဲကိုရွေးကျုံလို့ယုံသွားပါတယ်ပြိဿလှတော်ကနေကျုပ်ကဝက်လက်မြို့ကိုတရားဟောသွားတာဝက်လက်လမ်းကောင်းရလားလို့လှတော်သားမေးတော့ကောင်းမကောင်းတော့မမေးနဲ့တဲ့ကိုတော်တို့အဲ့ဒီလမ်းဂျစ်ကားနဲ့သွားလို့ကတော့တဲ့ကြောက်ခဲစားသွားတော့အစာကြီးတယ်လမ်းမကောင်းဘူးပြောလိုက်မပြီးဘူးလားစကားပြောရင်တရလွန်ပြောတယ်ဒီတော့ဝက်လက်ကမရှိဘူးဖရတယ်ဘာဖြစ်လို့တော့ဆိုအိုးတဲ့နောက်ကဂလုံးနဲ့လန်တောင်လှဲ့ကြည့်ရေစီလှဲကားနှေးတယ်ပြောလိုက်ပြီးဘူးလားရေစီလှဲကလန်တောင်ညာတဲ့စကားတရလွန်ပြောတာဒီထက်သူတို့ရွာနာမတရားနာပြည်သားကျွတ်တို့ပေါက်တော်ရွာဆိုတာရှိတယ်ဘုန်းကြီးတွေစာပြန်မွဲရှိဘုန်းကြီးတွေစာပြန်မွဲကျွတ်တို့ကြက်သားတံပေါင်းနဲ့ဆွမ်းကတ်အဲ့ဒါလှတော်သားကလိုက်သွားပြီးပြန်လာတော့ပြောပါတဲ့ဘုန်းကြီးတွေစာပြန်မွဲဆိုလို့သွားပါတယ်လက်ဆက်တတ်တော့ဘုန်းကြီးအေးကိုကွာကျက်သားတံပေါင်းနဲ့ကတ်တာနဲ့ဘုန်းကြီးအေးဘုန်းကြီးတွေကလည်းစားလိုက်တာဟဲတဲ့ဝေသားလီကြီးဘလူးကြတဲ့အတိုင်းအယိုးကြီးချလို့ပြောတာဘုရားရဲ့စကားတရလွန်ပြောတာဒီတော့ကျုပ်တို့ကမေးကြည့်တယ်ခင်ဗျားတို့လှတော်သားကလို့ဟိုဥပမာမပါပဲမပြောတတ်ဘူးလားလို့ဟိုတဲ့တပည့်တော်တို့ကဥပမာမပါပဲစကားပြောရရင်နဲ့လှဲမီးတို့စီးရတဲ့အတိုင်းဟောပါလာပြန်ရောဘယ်လိုမှမလွတ်တာဒီထက်သူတို့စိုင်နိုင်ကြီးဆိုတာရှိတယ်သူတို့ရွာနာစိုင်နိုင်ကြီးတရားနာပြည်သားသွားပြီးတော့ဟိုအလှူလိုက်တာပေါ့လေပါတဲ့စိုင်နိုင်ကြီးအလှူကဖေးလို့လိုက်သွားတာကျွေးတာကတော့ကြက်သားဟင်းပဲဟေးတဲ့ဒါပတိမစားခင်ကြက်သားဟင်းထိုင်းရှိခိုးရသေးတယ်တဲ့ဟာဘာပြုလို့တော့ဟာတဲ့ဘာပြုတော့မလဲကွာတဲ့ကြက်ကကိုယ့်ရဲ့အသက်ကြီးနေလို့တကယ်ဆိုကြက်ရင့်တယ်ပြောလိုက်ပြီးဘူးတရားပေါ်မှာပြောတယ်လူဒီဟဲ့ကျွတ်တော့ကမဲတယ်လေသူတို့ကားစိတ်ရောက်တော့ခင်ဗျားတို့လှတော့ကားစိတ်ကားပေါ်ရလားလို့ဟိုတဲ့ကားပေါ်တာတော့ပျက်ချီးခါတဲ့အတိုင်းပဲပျက်ချီးခါတာတို့ဥမှာပေါ့ကောင်းငင်ပြားကောင်းတွေဒူတဲ့ရှုပ်ဆက်ခတ်လို့ကားပေါ်တာကိုပျက်ချီးခါတဲ့အတိုင်းပဲတဲ့ဘလောက်ကားပေါ်တယ်တပည့်တော်တို့က RTP မှာစီးတယ်တဲ့ဘာဖြစ်လို့တော့လို့ RTP မြန်နေဆိုတာဟုတ်တကူဖရားတဲ့ဒီပြီးတော့ဟိုတလောကမန္တလေးစီးလိုက်တော့မြန်နေဆိုတာဒီပြီးတော့ကိုယ်တိုင်စီးမှသိတယ်တဲ့ RTP မြန်မုံပြောရရင်ရန်ဖဲကြီးဆောင်ဖက်လိုက်ရတဲ့အတိုင်းပဲကြီးဆောင်သူကတော့ဖက်လိုက်ဘူးကျန်ညံဖက်ပြောတဲ့လူတွေဒီလာတော့သားကြောင့်ပြောတာနဲ့ပြီးတော့မှာပါပြောတာဟုတ်မယ်စမ်းမိလို့ပြောတာပါဖြည်းဖြည်းပေါ့နောက်တရားနာပြည်သားသူ့တငယ်ချင်းတယောက်ကမေးတယ်လေအဝေးရွာက
မင်းတို့ကြီးစီဝါရေးပဲနဲ့တော့ဟာတဲ့အလူရေးတဲ့စီဝါရေးတော့မမေးနဲ့ဟာတဲ့ဝလုံးကောင်းနဲ့ဆင်တိုးတဲ့အတိုင်းပဲစီဝါရေးကြက်တယ်ပြောလိုက်ပြီးရောဒီဝလုံးကောင်းကြီးနဲ့ဆင်ရဘက်နဲ့လှုပ်တိုးမလို့ကျက်ညံ့ဖွန်မှန်ပြောတယ်ဟာဒါပြင်မင်းတို့ကြီးဒီနေ့အလုံးကင်လေးရောဟာတဲ့အလုံးအကင်ကလည်းမမေးနဲ့မောင်ရေးတဲ့ရှိတဲ့အလုံးဖိလို့လဲတနေ့တခြားစားအိုးကကြီးတော့တာပဲကျက်ညံ့ဖွန်မှန်ပြောတဲ့လူတွေဟိုကမေးတာစေတာနဲ့နာဟိုကပြန်မေးတယ်မင်းတို့ကြီးအလုံးကင်လေးရောဟာတဲ့ကျက်ညံ့ဖွန်မှန်ကိုပြောတယ်အေးကွာတဲ့ဆက်မေးအောင်မင်းတို့ကြီးဟိုသမဝါယမဆိုင်ကအထယ်လေးပါလိပေးရလားတဲ့အထယ်ပေးမပေးတော့မမေးနဲ့မောင်ရေးတဲ့ကိုမိမကိုလေးထန်းဆောင်อ่ะကြီးထိုးမှကြောက်လို့တဲ့အထယ်မပေးဘူးပြောလာတော့သားကြောင့်ပြောတညာလုံးပြီးမှာမဟုတ်ပါမပြီးပဲဒီတခုတော့ပြောအောင်မယ်ကြာကြားလားတခုတည်းကတော့ပါပြီအိုးတို့ခြိပါသားနဲ့ပခန်းသားဆိုတာရှင်းဆုံးကရာဇဝင်နဲ့ကတိကတအလွန်ပြောတတ်သူတို့ကခုခေတ်ဟိုပခန်းသားကတို့လှတော်ကိုစကားပြောပြိုင်မလို့သွားတယ်ဗျလှတော်သားစကားပြောပြိုင်ရင်လို့စကားပြောကောင်းတယ်ဆိုလုံးပခန်းသားတွေကလှတော်ထွက်သွားတယ်လှတော်ရွာပေါင်းရောက်တော့ကလေးတယောက်တွေ့တဲ့ကောင်မဲဘယ်ရွာကကျုပ်လှတော်သားဗျလာခဲ့သိပြီတော့လှတော်သားရှာနေဒီကောင်မပြေးလာခဲ့မင်းဘိုက်ကိုဖောက်စားဘိုက်ဖောက်စားမယ်ဆိုတော့ကလေးလေးကပြောတယ်ဗျာတဲ့စားခြင်းဘိုက်တော့မဖောက်ပါနဲ့ယိုကျွေးပါမယ်ဘယ်လူကြီးနဲ့ပြောခဲ့ရတော့ကလေးနဲ့ပြန်ပြေးခဲ့အဲနောက်ရမှဆက်ပြောကြဆိုရကျုပ်တရားတော်ပဲရောက်တော့ကြာနီခါစကလုံးထွားတယ်မထင်နဲ့လှတော်သားမှစကလုံးထွားရကနေထွက်သွားတာကဲဆက်ကြပါဦးစို့ဒီလိုနဲ့တရားနာပရိသတ်ကြီးလောဘလို့ခေါ်တဲ့တမှုတရားကိုအမြင်မဖြတ်နိုင်ကြလို့လောဘကြီးပြီးတော့လှဲသား900သေခြင်းဆိုနဲ့သေခဲ့ကြရပါသည်မှန်လားပြိဿသူ့ရိတ်နေပြီးသူ့ခက်ချိုးတော့ကိုချိုးမနေဘူးလားပြိဿတလုတ်ကျွေးဘူးသူ့ကျေးဇူးတဲ့ဒါရမကယရနာရွှေငွေတွေလှဲပေါ်တင်ပေးတော်လည်းပဲတစ်ပင်လှဲမလို့ကြံလို့အကုန်သေးကုန်ကြအဲ့ဒီတဲ့လှဲမှုကြီးကိုပြောပြီးတော့ဒီပစ္စည်းတွေအကုန်ပေးထားခဲ့ပြီးတော့ဟောနဂါးတွေသူတို့ထံပြန်ကြပါလေဗျာလူကလေးရဲ့မောက်သက်ရှင်မင်းဖေးလဲတော့သွားတယ်ခွဲအိပ်ပါတော့လားအတန်ပေးလိုက်သွားတော့သွားခြင်းပဲဟိုကကဒုံးတရိယပို့ကြည့်လိုက်တော့ဘူကြီးကမကြောက်သေးဘူးဒီတော့မလာနိုင်တော့တဲ့အကြောင်းပေါ့လေကြောက်သွားပြီဆိုတဲ့အကြောင်းပြန်ပြီးတော့သူကပရိရွတ်တလူလူနဲ့သမန္တလာခြင်းမရဲ့အလေဟေမနေ့ညကဒူနာတေကိုခွဲကကြောက်လှကြီးရဲ့လေမသွားတော့ဘူးတဲ့ပြိဿနောက်ပြတ်သွားကြတဲ့ဒါကြောင့်တို့တရားနာရပြိဿကြီးလည်းမကောင်းတဲ့အလုပ်တွေဒီကနေ့ကစပြီးတော့ဒူနာတေဝေးဝေးကရှောင်နိုင်ကြပါစေဘယ်ကရှောင်ရမှာဘာနာတေးတော့ဟိဒူနာတေးတော့ကြားဘူးမှာမကြားဘူးလားဟိုတော့ကလေဟိုတော့ကဖိုးသူတော်တစ်ပါးရှိတဲ့ကျောင်းဖိုးသူတော်သူများကအဲ့ဒီတရားကိုဘုန်းကြီးလို့ဟောတယ်ဟောပေါင်းများကျွတ်တို့ကတော့ဖိုးသူတော်ပဲလွှဲချကျွတ်တို့ကဘုန်းကြီးကိုအဲ့ဒီဖိုးသူတော်ကတရားနာပြေးတာအရက်ထဲလင်းရှိမရတယောက်အိမ်သွားလဲတယ်လဲရောပြိဿလဲတော့တူတူပြောကြပါစို့လဲရောပြိဿအကုန်လဲကုန်တာဗောလင်းရှိမရနဲ့မှားရောလင်းရှိမရနဲ့မှားတော့တရားနာပိကတယောက်နဲ့တယောက်အချိတ်ဆက်လှုပ်ထားဟိုကလည်းကလေးချောတယ်လို့လူကလေးရတဲ့မောင်သက်ရှင်မရောက်ဖေးလဲတော့သွားတယ်ကွယ်အိပ်ပါတော့လားဟိုမိမကအင်းကဟာကြီးမရှိဘူးတဲ့လာခြင်းလာတော့ဒီဒိဗ္ဗေပေါ့
ဟာချင်းဆက်လှုပ်ထားကျောင်းကဖို့သူတော်ကလည်းတရားနာပြိတ္တာကြီးဇင်ညာလျှောက်သလိုလိုနဲ့သမန္တာလာခဲ့မယ်လေစက္ကဝါလေးသူယခုမြန်စွာရောက်သွားပြီဟဲ့ဘုရားရွတ်သလိုလိုနဲ့ဟိုကလင်းရှိတုံးတော့တရားနာပြိတ္တာမသွားရဘူးပေါ့မသွားရဘူးပေါ့အော်ဒါကိုတချို့ကကြံ့ကြံ့ဖန်ဖန်သချင်းရေးပြီးမကောင်းတဲ့အလုပ်ကြီးမြောက်ပေးတဲ့သချင်းကပေါ်လာတယ်ရိုးရိုးချစ်တာတဲ့ခိုးချောင်းခိုးဝဲချစ်ကြသူတွေမှာဘာဆိုလားပဲအတော်ဆိုးတဲ့သချင်းတွေပေါ့ကြည့်ရိုးရိုးချစ်တာမဟုတ်ဘူးအဲ့လိုခိုးချောင်းခိုးဝဲနဲ့ဒီလိုနဲ့တရားနာပရိသတ်ယူသွားလူကလေးရဲ့မောင်သက်ရှင်မင်းဖေးလေတို့သွားတဲ့ကွယ်အိပ်ပါတော့လာခြင်းလာတော့အချက်ပေးဒီကလည်းသမန္တာလာခဲ့မယ်လေစက္ကဝါလေးသူယခုမြန်စွာနောက်ဆောင်ရောက်ဒီလိုနေလာတာတနေ့က၌ကြတော့တရားနာပရိသတ်ကြီးလင်လုံးတဲ့လူကညာကြီးမင်းကောင်ပြန်အလားဟုတ်တော့အိမ်ကလူပြန်လာပြီဒီမလာဘုသူတော်ကတုံးဆွဲခေါ်သွားအဲ့လေးလက်ဆွဲခေါ်သွားကတုံးဆံမောင်းရှိဘယ်လိုဆွဲမလို့လက်ဆွဲခေါ်သွားပြီးတော့တစက်မိတ်ချထားတဲ့လူတထိုင်မလွတ်တယ်လို့စင်အိုးကြီးတဲ့ထက်တော့ခေါင်းကလည်းအထက်မောက်ပြီးပေါ်နေအဲ့ဒါဘန်းစုပ်ကြီးကောက်အုပ်ဘန်းကလည်းပကံများလောက်စုပ်ပကံများလောက်အလဲကောင်ကစုပ်တဲ့ဘန်းအုပ်လိုက်တော့သူ့ခေါင်းကြီးကဘန်းပေါက်ထဲကနေဖူးဖူးကြီးထွက်ဒီတော့လင်လုတ်တဲ့လူကပြောအဲ့ဒီမှာလို့တော့အချိန်ရှိမှာအဟိုမိဘတွေက6ပြကြောင်စားဆုံးလို့ကျုပ်သိမ့်တာမိမများတင်ခတုပ္ပတ္တိညာကောင်းလိန်စားနိုင်တဲ့မိမလင့်အပေါ်အဲ့ဒါလူပေါ်ပဲမှတ်တာတချို့မိမလိန်စားတဲ့မိဖို့ကြောင့်လည်း6ပြကြောင်စားမှာကကိစ္စမရှိပါဘူးဒီစင်ဝမမဲကြပါတော့ဟာတော့နဲ့တော့အဆန်းလို့ကျွတ်တော့ကောက်ဆိုင်စီထောင်ထားတယ်မဟုတ်လားတော့ကောက်ဆိုင်မတွေထုခေါ်တယ်မောင်းသစ်ကြီးလေတော်ဝဲလာတဲ့မောင်းသစ်ကြီးညံကကောင်းတယ်ပြုံးမနဲ့ဆိုတော့အခုမောင်းကြီးတိုင်မယ်မဲကြီးအေးငါဝဲလာတဲ့မောင်းကြီးငါတခါမှထုမကြည့်ရဘူးဒီတော့မိမကပြောတယ်တန်တော်တဲ့အချိန်မရှိမှအရာထဲမီးလာပါလားဆိုပြီးလန့်ကောင်ထုပါနဲ့နည်းနည်းတော့စမ်းကြည့်ရအောင်ဘုသူတော်အတွင်းကစဉ်းစားတယ်ငါမောင်းဆိုပြီးဆော်တော့မှာသူငါကောင်းမောင်းဆိုပြီးတော့ဆော်တော့မယ်မောင်းလို့အော်ရင်မအော်ရင်ငါတို့ကိစ္စပေါ်တော့မယ်နောက်ဟိုကမောင်းထုတဲ့တင်းပုတ်ကြီးယူလာလေဟာထုလိုက်ဒူဟူဟူလင်လုတ်တဲ့လူကပြောတယ်ဟေးမောင်းတန်ကြီးကဘယ်နဲ့ဖြစ်တော့နေစင်အိုးပေါ်မှောက်ထားတော့တယ်စင်အိုးတွေကထွက်လာတဲ့အတန်ဆိုတော့လှိုင်တန်ပေါ့တော့မိမကလည်းပြောတတ်နောက်တစ်ခါထုလိုက်ဒူဟူဟူဟေးပြောစီကြီးပါလားဟာတော့နေတစားနဲ့ချတာကနှင်းကြလို့ဣနေတာမောင်းတောင်နှင်းကြလို့ဣပြန်တယ်ဟိုထုကောင်းလိုက်ထုနေကြောကြထုလိုက်ဒူဟူဟူမဟုတ်ဘူးပြိဿနားလာတော့ဒူနာပြည့်လာအဲ့ဒီဒူနာအော်ပြီးတော့လင်လုတ်တဲ့လူကလည်းထုပြီးတော့တရားနာပြိဿပြန်အိတ်တော့ဒါရှေးတုန်းကပုံမြင်နော်ကျွတ်တို့ငယ်ငယ်ကဟိုအဖေကြီးများအမေကြီးများပြောတဲ့စကားမှတ်ထားဟုတ်မဟုတ်တော့ကိုယ့်ဘာကိုချင်းချင်းပေါ့မကောင်းတဲ့အလုပ်ဒူနာတေးဝေးရှောင်ဆိုတာသဘာဝလေးပေါ်လာအောင်တော့ဘန်းစုပ်ကလေးဖဲဖို့သူတော့အိတ်ကြပြီအိတ်ရောပေါ့ငါအားရအောင်နှက်သွားတာဘန်းစုပ်ကလေးဖဲစင်ဦးဘော်ကကြော်တက်လမ်းကြားထဲရောက်တော့သူကတုံးလေးသူပုတ်လို့သူဖြစ်သူတွေးပြီးတခစ်ကြီးဟမလေးဆော်လိုက်လေကွာလာလိုက်တဲ့ထိတ်ကြီးထူတာကိုပြိဿဆော်လိုက်လေကွာလာလိုက်တဲ့ထိတ်ပိဋသမန္တာကြောင့်လွတ်လာဖို့လေ
ပရိတ်ကြောင့်လွတ်တာပဲဒီလိုနဲ့တရားနာပရိသတ်နေလာလိုက်တာနောက်ရကြဟိုကလင်မရှိတော့အတန်ပေးလာတဲ့ရှင်သေးတာကိုပရိသတ်ရဲ့လူကလေးရဲ့မောက်သက်ရှင်မင်းဖေးလဲတော့သွားတယ်ကွယ်အိပ်ပါတော့လားအတန်ပေးလိုက်သွားတော့သွားခြင်းတယ်ဟိုကကဒုံတရိယပို့ကြည့်လိုက်တော့ဘူရီကမပြောက်သေးဘူးပြီးတော့မလာနိုင်တော့တဲ့အကြောင်းပေါ့လေကြောက်သွားပြီဆိုတဲ့အကြောင်းပြန်ပြီးတော့သူကပရိတ်ရွတ်တလူလူနဲ့သမန္တလာခြင်းမရဲ့လေမနေ့ညကဒူနာတေကိုခွဲပဲကြောက်လှကြီးရဲ့လေမသွားတော့ဘူးတဲ့ပြိတ္တနောက်ပြတ်သွားကြတဲ့ဒါကြောင့်ကျွတ်တို့တရားနာပြိတ္တကြီးလည်းမကောင်းတဲ့အလုပ်တွေဒူနာတေပြီးတော့ဒီကနေ့ကစဝေးဝေးကြီးရှောင်ကြပါစို့ကောင်းမလားပြိတ္တကြီးသူများမကောင်းကြတော့ကို့ပါဖြစ်ညုံလာရှေးတုန်းကကြားဘူးမှာပေါ့ငယ်ငယ်တုန်းကဖိုးသူတော်တယောက်ကြောင်းရှိရွတ်လိုက်တာသူများမကောင်းကြရင်ကိုပြန်ပေးတန်းရှိဘယ်လန်းသွားတာသူများမကောင်းကြရင်ကိုပြန်ပေးတန်းရှိမုန်းတယ်မတယောက်ကဖိုးသူတော်အတော်အမြင်ကတ်တော့တွေးကြသေးတာပေါ့ဒီသူတော်ပါလည်းမဟုတ်လည်းနဲ့ကမ္မထမ်းမဟုတ်ဘာမဟုတ်ရွတ်လိုက်တာသူများမကောင်းကြရင်ကိုပြန်ပေးတန်းရှိဘာမှလည်းမသိဘူးကဲဖြင့်တော့ဖြီးစီရောဟဆိုပြီးတော့မုန်းရှက်ကြီးတစ်ချက်အနတ်အရသာနဲ့ပြည့်စုံအောင်လုပ်ပြီးတော့အစိတ်တွေလူးပြီးတော့ပေးလိုက်ဘုသူတော်ကကြည့်ဟာငွေတာပါလားတလောက်ငွေတလောက်အရသာရှိမဲ့မဟုတ်ငါနဲ့မတန်ပါဘူးလေဘုရားကိုတော်မြတ်ကြီးဆွမ်းတော်တင်ပါပဲဘုရားဆွမ်းတော်တင်လိုက်ပါရောဗျာဘုရားဆွမ်းတော်တင်တော်မုန်းတယ်မရဲ့သားကလည်းအဲ့ဒီကြောင်းထားတာဆွမ်းတော်တင်မုံကြီးသူ့သားအကောက်ကြိတ်လိုက်ပါရောဗျာစံခဲနဲ့ဘုသူကကြည့်ဟာကလေးမင်းမလို့ဖြစ်တာတော့အဲ့တော့မင်းမေလူတဲ့မောင်းဟောမင်းမေဟာတယ်မင်းစားပြီမင်းဒီလိုဖြစ်ကုန်ပြီမင်းမေလူတဲ့မုံတော်မဟုတ်ဘူးဘုသူတော်ဟဲ့ကျောင်းလာပြောလာတာတော်သူ့မိတော့ခေါ်ကြည့်သားကျောင်းသားတယောက်မုံဆွန်းတော်ရင်ကောက်စားတာဆွန်းတော်ရင်ဆိုလို့ဆွန်းတော်ရင်စားတဲ့လူတွေလည်းသတိထားကြလားဟောသတိပေးတာပါဆွန်းတော်ရင်သတိထားစားနော်ဒီခုဆွန်းတော်ရင်မုံကောက်စားလိုက်တာတရားနာပြီးတဲ့ဇန်းခဲနဲ့ကလေးသေရောဆိုကြပါစို့ကျောင်းသားတယောက်ဆွန်းတော်ရင်မုံကောက်စားလို့အစိပ်ပါပြီးသေပတဲ့လို့လဲဆိုရောဘုံမိမငရမ်းပြလူဖြစ်လာဟုတ်တော့ပေချင်းစိုးကြီးမစားပဲနဲ့ဘယ်ကလေးတွေတောက်စားကုန်ပါလိမ့်ပေချင်းစိုးကြီးတဲ့ဖိုးသူတော်ကိုစိတ်ဆိုးတော့ဆဲတော့တာကြည်စား तू မစားပဲနဲ့ဘယ်ဒီ तू ကမစားပဲဆုံးတော့တင်တာကျောင်းသားကြီးတောက်စားတဲ့ဘယ်ဒီဘသူသားလေးများဖြစ်ပါလိမ့်ဘသူသားလေးများဖြစ်ပါလိမ့်နဲ့ तू ကပြေးအလားပြေးလဲလာရောတရားနာပြေးတာသွားခေါ်တဲ့ကျောင်းသားလေးနဲ့တွေ့ဖြို့ဒီမှာဟိုခမရသားလေးဆုံးတော့တဲ့မုံကြီးကောက်စားလို့ပြေးပြီးဗျဟင်မလေးကိုတော်ရပါဘောလက်ကောက်ကိုတအားပြေးလာပြီးတော့ဟာမလေးဖို့သူတော်ကမ္မထံငါကိုရောင်ပြန်ကွယ်လေပြီအခုမှကမ္မထံဖြစ်သွားတယ်ဆိုတော့ကမ္မထံမဟုတ်တဲ့သူ့သားလေးသွားကြည့်ပြီးတော့အမလေးဖို့သူတော်ကမ္မထံငါကိုရောင်ပြန်ကွယ်လေပြီအဲ့ဒီကဲ့သို့អော်ပြီးတော့ဟောသူများမကောင်းကြံလိုက်တဲ့မိန်းမဖို့သူတော်ရွတ်တဲ့ကမ္မထံတိုင်းကိုပြန်ဘေးတန်ထိလို့သူ့သားပဲသိရပါတယ်ပြိတ္တာငါညီများဓမ္မများမှတ်သွားကြဟဲ့လိမ္မာတဲ့သာသမီဘယ်ခရီးသွားမိဘအတိပေးပြီးရှ िख ိုးသွားကြခြေတုံးကလိမ္မာတဲ့သာသမီမိဘအတိပေးပြီးရှ िख ိုးသွားကြတယ်ဟဲ့ဒါကြောင့်ငါညီများဓမ္မများလည်းအတူယူကြဖို့ဘယ်လန်းသွားမိဘရှ िख ိုးသွားကြမင်းတို့ခေကြီးအကြောင်းဆရာကောင်းလုံးခုခေကလေးတွေကမိဘအလစ်ဆောင်မိဘမလစ်လိုက်နဲ့လစ်လိုက်ရင်သူတို့လည်းလစ်တာအသိပေးမသွားရှင်းလုံးကများယောက်ျားလေးဖြစ်တော့
အမေရှိခိုးရုံမကဘူးအမေထမိန်စားနားပန်ဆိုပါလားကွအန္တရာယ်ကင်းတယ်ဆိုပြီးတော့မိဘဒါတော့အားကိုးပြီးတော့ရှစ်ခိုးပြီးအတိပေးထွက်ကြအဖေဖြစ်တော့လည်းတာရုဗျာတာရုငါသားကြီးငါသမီးကြီးခလုံးမထိစူးမထိပဲနဲ့သွားလာလာဖြောင်းပါစေအမေဖြစ်တော့လည်းတာရုဘုန်းကြီးပါစေသက်ရှိပါစေဟေးဆုမောင်ကောင်းနေပေးကြတယ်ကွမိဘမေတ္တာရေးခိုးလုံခကြီးသွားအန္တရာယ်မရောက်ဘူးဟေးမှတ်သွားကြခုခေတ်တော့ဟုတ်ပါဘူးမိဘအတိမပေးပဲထွက်သွားသေတောင်အလောင်းပဲလိုက်ရှာမှမသိမိဘအတိမပေးပဲထွက်သွားတော့မိဘများကလည်းသူတို့နဲ့တန်နဲ့စုတော့ပေးတာဟောယောက်ျားလေးဖြစ်တော့ပေချင်းစိုးငါအတိပေးမသွားဘူးလမ်းထင်းမွေစိုးကြိုက်တယ်ပါစီတော့ငါညီများသမားများမှတ်ကြကိုသားသမီးအန္တရာယ်ဖြစ်မွေစိုးဘလူကြိုက်တဲ့ကြပါမလို့ဒါပေမဲ့လို့အတိပေးလိုက်တဲ့လူကြီးမိဘသတိမပေးလို့ကရုဏာဒေါသောနဲ့ဒီလိုချိန်ဆကြသည်မိခလေးဖြစ်တော့ဟောဟိဟိုကောင်မကငါအတိမပေးပဲသွားရအောင်သူကလမ်းဘာထောင်ရင်လို့တော့ရှေ့ကတလုံးငါပြောမကောင်းလို့ဘာနဲ့သုံးတာဟဲ့ကိုယ့်ဘာကိုပြောင်းမှတ်ကြလမ်းဘာထောင်ရင်လို့တော့သိပါတယ်ဒီပညာကမွေးကလေးကတတ်အဲ့ဒါလို့ဟဲ့မိမအတိမပေးတော့မိမကဒုက္ခဖြစ်စေခြင်းလို့မဟုတ်ကြပေမဲ့လို့ကရုဏာဒေါသနဲ့ချိန်ဆကြတော့အဲ့ဒီချိန်စာတွေသင့်ပြီးတော့ငတ်ကြီးများနှမများဒုက္ခရောက်ကြရပါသည်ဒါကြောင့်လေးစားလိုက်တဲ့ဖရာရဲ့တရားရဲ့သံဃာရဲ့မိဘရဲ့ဆရာသမားရဲ့တို့ဗုဒ္ဓဘာသာမြန်မာနိုင်ငံမှာတော့ဒီခိုင်းကြီး၅ခိုင်းကိုလေးစားကြဒီခိုင်းကြီးတွေပြည့်ရင်မိုးမမှန်လေမမှန်အတိအနာအထွက်နဲ့စီးပွားရေးကြတဲ့ပြီးတော့ဒုက္ခနဲ့အမြဲတမ်းရင်ဆိုင်ရကြလို့အနန္တ၅ပါးကိုလည်းကျုပ်ညတိုင်းရှိခိုးခိုင်းရပါလေဗျာမှန်လားပြိဿကြီးမှန်ပါဗျာကဲကြည့်ဟဲ့အခုဘုန်းကြီးမမြင်လို့သို့ပါဘူးဘုန်းကြီးဘယ်ကလှမ်းကြည့်ကြရုံကြီးပါအဲ့ဒီခက်တော့ခက်ကြီးလေကျွတ်တို့လည်းငယ်ငယ်တုန်းကပွဲကြည့်ကြည့်တရားနာမျက်နှာကြည့်ပြီးတော့နာရမှာမလွန်ဆန်းလူသိန်းတရားဝဲဆိုကျွတ်တို့နာနေကြပေါ့ဆရာတော်ကြီးတွေတချို့တော့ရည်ရောက်သွားတယ်ဒီလိုပဲကြော့ဝဲရန်လို့ပန်းအိုးရန်လို့တို့တော့လည်းပဲအာယုံကောင်းတာပေါ့လေဂိုက်တရားနာပြိဿကိုဆက်ကြပါအောင်ဆိုဗျာခေါင်းကပါလေမိဘကကျိန်စာတွေကရုဏာဒေါသနဲ့ကျိန်လိုက်တော့ဒီအန္တရာယ်တွေတွေ့ကြဒါကြောင့်တရားနာပြိဿကြီးငါညီငယ်နှမငယ်များလည်းပဲမိဘအတိပေးပြီးတော့သွားကြပါဟိုမှာအဖေအတိပေးတော့ကောင်းပါပြီဗျာတာရုငါသမီးကြီးသွားပြီတော့အပြန်ကြတော့လေအဖေဖောက်တယ်ချနော်ဒီလိုမှန်လိုက်တော့သမီးလေးမေစုခတရားနာထွက်သွားအဖေရှိခိုးပြီးတော့သိမ်မွေ့တာဟဲ့ထိုင်ရကထပြီးခါလေးကိုက်လက်အုပ်ကလေးချီပြီးနောက်ဆုတ်ကလေးသွားသေးတာဟဲ့မင်းတို့ခေတော့မိဘကတ်ရှိခိုးနောက်ဆုံးသွားဘူးဇွတ်ကနေလှည့်လိုက်တော့ဖင်နဲ့နှခေါင်းနဲ့ချိတ်ပါသွားဟာမကြဘူးအတူယူကြဟဲ့အယက်သမားကြောင့်ပြောအောင်မှလည်းခက်လန်းလားလန့်မေပြီးအယက်သမားကြောင့်ပြောခဲ့လို့အယက်သမား9ယောက်ကျွတ်တန်းဝင်ခဲ့ပြီရုပ်နိဗ္ဗာန်ရောက်အောင်ကျွတ်တန်းဝင်တာမဟုတ်ဘူးအယက်ကျွတ်သွားတယ်ကျုပ်ကဒီတန်တတိအကြောင်းကိုဟောနေတယ်အယက်သမားကြောင့်နေဟောနေတယ်ပြိဿတကားတယောက်ကဟောဒီလိုတရားပလင်တောင်းကနေပြီးတော့ဘုန်းကြီးလက်ညှိုးထိုးဟောဒီတိုင်းဟေးဘုန်းကြီးကိုတရားကိုဟောတာမဟုတ်ဘာလို့များစော်ကားတာခံခဲ့ရဗျာလူလေကောင်ကြီးလက်ညှိုးထိုးပြီးတော့ဟဲ့ဘုန်းကြီးကိုတရားကိုဟောတာမဟုတ်ဘာလို့များစော်ကားတာကျုပ်ကတမျိုးပြိတ္တာဒီလိုလူတယောက်ပေါ်လာရင်ကျုပ်ကဝန်းလည်းမနေတာစိတ်လည်းမဆိုးတာ
ဒီတော့ခမရတို့ကပဋိက္ခသံယောဇဉ်ပယ်ထားတဲ့အနာဂံကြီးလားဖေရမေးခြင်းမေးမဟုတ်ပါဘူးများသောတာပန်အစော်လေးတောင်မနံသေးဘူးချင်းချင်းဝန်ခံရတယ်ဒါဖြင့်ရှင်များဒေါသမဖြစ်ဘူးဗျာစိတ်မဆိုးဘူးဆိုဗျာဝန်းမနေဘူးဆိုဗျာနေတော့နေတာပေါ့ဝန်းနေတာမကောင်းမှန်းသိတဲ့ကိုဓမ္မကတိကပဲမနေနဲ့စိတ်ဆိုးခြင်းနဲ့မဆိုးနဲ့ဒေါသဖြစ်ချင်လာတယ်မဖြစ်နဲ့ဘာလို့ထိန်းရရလို့အဲ့ဒီလိုလက်ညှိုးလာထိုးတော့ကျုပ်စိတ်ခဲတရားနာပြိတ္တစိတ်မဆိုးတဲ့ပြင်အဲ့ဒီတကားကိုကျုပ်သိတနာသွားငါတကအဖော်ပါလာလို့လူအဖော်မဟုတ်ဘူးဗိုက်ထဲလာတဲ့အဖော်ပြောတာငါတကအဖော်ပါလာလို့ငကူပဂရိအဖြစ်ဘုန်းကြီးလက်ညှိုးထိုးပြီးဟေ့ဘုန်းကြီးဆိုတာလူလူပြိတ္တကလေးပြောဖို့စိတ်ကူးတဲ့တောင်ထဲဖို့မလွယ်ဘူးဗမာလူမျိုးမှန်ရင်ပေါ့လေဘာသာရေးစိတ်ဓာတ်ရှိအခုတကားကြီးအဖော်ပါလာလို့ငါဒီလိုလက်ညှိုးထိုးတာကျုပ်ကသူ့ကိုတနာသွားလူလူပရိသတ်အလယ်ကောင်မှာဟေ့ဘုန်းကြီးလို့လက်ညှိုးထိုးရတဲ့တတ္တိချင်းမွန်းစရာကောင်းတော်လေသူ့အတွက်ကျုပ်သိတနာသွားတနာတော့ကျုပ်ကသူ့စိတ်မဆိုးတဲ့ပြင်ပြန်တောင်းပါတခါရဲ့လို့ဘုန်းကြီးပြောတာမှားတယ်ထင်လေဘုန်းကြီးတောင်းပါလေကြည်နောက်ပါလို့ကျုပ်ကတောင်းပါလိုက်ဒီတဲ့ကျုပ်နောက်ကကာလာသားလေးတွေကလက်သီးကြစ်ကြစ်ပါအောင်ဆုံးဘုန်းကြီးဖျားဒီလိုဒီနွားကြီးထားချလိုက်မလုပ်ပါနဲ့ကွာဟဲ့တရားနာတဲ့စိတ်ထားကွာမလုပ်တတ်ငါပြောတာပါကွယ်မင်းတို့ပြောတာမှမဟုတ်ပဲငါတောင်သိခံနိုင်နေတာငါညီမသိခံရဒီတော့တရားနာပြည့်တာအဲ့ဒါလို့ပြောလိုက်တော့လေတရားပွဲတွေကဒကမာကြီးတွေငူကြတချို့အမအရွယ်တွေအတော်အရွယ်တွေလည်းငူကြတချို့花ကြီးတွေများအတန်တောင်ထွက်သေကြီးစို့ငါသားလေးသာဆိုရင်နင်းပါချတယ်ကျုပ်တနာလို့ငိုကြတချို့အမအရွယ်တွေကဟုတ်တယ်ငါမောင်လေးသာဆိုရင်လေငါအခုခါရိုက်တယ်ဒုသာဖြစ်ပြီးတချို့မျက်ရည်တွေကြကြဒကမကြီးများမငိုနဲ့ငိုစရာအလုံးမဟုတ်ဘူးဒီအလုံးလုံးရင်ဒါတွေတွေ့ရမယ်ဆိုတာကျွတ်တို့ငကူကလေးကသိပြီးသားသိရသားနဲ့ဟောလာတဲ့ဘုန်းကြီးဒီတန်နေမခံနိုင်ရင်ဓမ္မခိကလုံးလို့မရဘူးဒကမကြီးတို့အတန်နေကြကဲဒကာရဲ့လို့ဘုန်းကြီးတောင်းပါလေကြည်နောက်ပါလို့အဲ့ဒီတခွန်းပြောပြီးသူနောက်ထပ်ဘာမှတော့ထပ်မပြောဘူးပြိတ္တာတကားလို့ဘုန်းကြီးပြောတာမှားတယ်ထင်လို့ဘုန်းကြီးပါဇက်နဲ့တောင်းမှလို့မကြည်နိုင်ဘူးကတော့ဝင်းနဲ့မှဆိုရင်လည်းရပါလေလို့တောင်းမှမယ်အာရမမဟုတ်ဘူးရှ िख ိုးတောင်းမှဆိုရင်လည်းကျုပ်တကားကိုရှ िख ိုးတောင်းမှမယ်ငွေနဲ့ကတော့မှဆိုရင်လည်းရပါလေဒီလိုကိုဘာမှမလိုချင်ဘူးကိုတော့ကိုလက်သီးနဲ့ဘေးကွန်ချင်တာပဲဆိုရင်လည်းကိုင်းတကားလာဒီပေါ်တက်ခဲ့ခေါင်းကဘေးလူတွေဘာမှမလုပ်စေရကျုပ်ဒီတိုင်းပြောလိုက်တော့ငြိမ်တော့ငြိမ်နေပြီပြိတ္တာနောက်ထပ်ဘာမှမပြောတွေးနေနောက်ယောက်ျားကြီးတယောက်နဲ့မိန်းမကြီးတယောက်ကဆွဲခေါ်သွားတရုတ်တရုတ်နဲ့ပါသွားတယ်သူပါဇက်ကတော့အတန်မထွက်တော့ဒကမာကြီးတွေငိုးနေတာကိုမငိုကြနဲ့ဒကမာကြီးညာတိတ်လောကဓာတ်ဆိုတာဒါပဲလောကထဲမှာဖြစ်ပေါ်လာသမျှဓာန်လူသားတိုင်းခံရမယ်လူသားတွေမကကျွတ်တို့နဲ့လူတွေနဲ့ရောနေတဲ့ဘုန်းကြီးဆိုတော့ဒီဓာန်ကျွတ်တို့လည်းခံရမှာပဲလူကဖြစ်တဲ့ဘုန်းကြီးကိုကဲကျုပ်ဟောင်းမယ်ဆိုပြီးကျုပ်ပြောပြောရွှင်ရွှင်မဲ့တရားနာပိဋကဆက်ဟောပါလေပိဋကဆက်ဟောပြီးတော့တရားပွဲသိနောက်နေ့မနဲ့ကြတော့အဲ့ဒီဆွဲခေါ်တဲ့ယောက်ျားကြီးနဲ့မိန်းမကြီးကယောက်ျားကြီးကဘာကြီးမိန်းမကြီးကအမေဆိုကိုပြိတ္တာညကဆွဲခေါ်တဲ့သူ့အမေနဲ့အဲ့ဒီညကကျုပ်လက်ညှိုးထိုးတဲ့တကားနဲ့ပေါက်သူ့အမေကရှေ့ကသူကနောက်ကရှစ်ခိုးကြအမေဖြစ်တဲ့တက္ကမကြီးကလျှောက်ရှင်ဗျာတဲ့အရှင်ဘုရားမနေ့ညကလူလူပိဋကအလဲကောင်မှာ
ဓမ္မကတိကဖြစ်ပါရဲ့ကလေးလူတော်တဲ့အရှင်ဘုရားခွေးကြိုက်ခံရပါဗျာသူ့မိကကြုတ်လျှောက်အရှင်ဘုရားခွေးကြိုက်တယ်ဗျာအရှင်ဘုရားကြိုက်တဲ့ခွေးဒီမှာဗျာခွေးဗျာသူ့မိပေါက်ပြီတပည့်တော်မှလေလူမလို့ငွေထားမိပါမကျုပ်ပါငိုရတော့မလွတ်လို့ဒကမာကြီးလို့ကျုပ်သိခံပြီးသားပါဒကမာကြီးအရှင်မရကျင်납ပြီတပည့်တော်မကျင်납ဘူးဗျာတပည့်တော်မှလေဘသူသားလေးလို့ပြောလိုက်တာကိုတပည့်တော်မှအသင်းထောင်အောင်ခံရတယ်ဗျာသူ့ဘိုက်ကြောပြအောင်ငွေရတဲ့ကျေးဇူးတွေစတာဗျာတာသမီးမကောင်းတော့မိဘခေါင်းဆိုတာဘုဒ္ဓဘာသာမြန်မာလူမျိုးတိုင်းကလေးကစကြားဘူးပါဗျာဘုန်းကြီးလက်ညှိုးထိုးတာဘသူသားတဲ့ဘသူသားတဲ့လို့ခုတ်ခလိုက်ရတာတပည့်တော်ကျေးဇူးဆက်တာဗျာသူကအဲ့ဒါတပည့်တော်မှလည်းညကတညလုံးခဏခဏတက်ပြီးတော့အိတ်မပြောဘူးဗျာသူလည်းအမူးပြေတော့တပည့်တော်ရင်ဝင်နဲ့ခေါင်းထားပြီးတော့အမေကျုပ်မှားပါကျုပ်ရိုးရိုးပဂရိစိတ်နဲ့ဆိုရင်သူများပြောခိုင်းတော့ပြောရဘူးအမေရဲ့ကျုပ်လေတောက်လို့မှားမိတဲ့ကိစ္စကဲအမေလည်းစိတ်ချမ်းသာအောင်ဘုန်းကြီးပြစ်မှားမိတဲ့ကာယကံဝစီကံမနောကံလည်းကျုပ်ကတော့ပြီးတော့တစ်သက်လုံးအရင်မတောက်တော့ပါဘူးဆိုပြီးတော့လူချင်းမာတဲ့အမေရဲ့ဆိုလို့တပည့်တော်ခေါ်လာတာဗျာမင်းကတော့လေလူလေလူပါမမေရဲ့မျက်ရည်တွေကျလာတယ်တကားလေကျုပ်ဥသုံးချိန်ချရှင်များတပည့်တော်စိတ်ဆိုးသလားတဲ့ညကကျုပ်ကလည်းလိမ်မာဘူးဆိုးတော့ဘောလို့ဒါပေမဲ့စိတ်ဆိုးတာမကောင်းဘူးဆိုသူများဟောနေတဲ့ဘုန်းကြီးအဲ့ဒီစိတ်ဆိုးတာနောက်တော့ဖြောက်ပြစ်ပြီးခင်ဗျားကိုတနာသွားတယ်လို့စိတ်မဆိုးဘူးဆိုရင်အနာဂံဝန်ခံရဖြစ်တယ်ဆိုးတာဘောဗျဆိုးပေမဲ့လို့ပြန်စဉ်းစားလိုက်တော့သူ့တနာစရာလူကြီးတယောက်ခင်ဗျားကိုကျုံနောက်ပြန်တနာသွားတယ်မှန်လားပါဗျာအရှင်ဘုရားတနာတဲ့ကရုဏာမေတ္တာကြောင့်လည်းတတိတော်မှာအခုမှားတာကြီးကိုသိလာတာဗျာတတိတော်ကာယကံဝစီကံမနောကံတွေကတော့ပြီးတော့တတိတော်ဒီကနေ့ကစပြီးတော့မူရစ်စေတတ်တဲ့အရက်သေးစားမတော့တော့ပါဘူးဗျာဒီတော့ကျုပ်ကလည်းသူ့ဆူပေးတယ်ပြိတ္တသူကအရက်လှူတာကိုပြိတ္တရက်သမားကကျုပ်ပါလှူတော့လင်းနဲ့မှမနေနဲ့မတော့တော့ဘူးဆိုပြီးလှူတာဟိသူကအရက်လှူတော့ကျုပ်ကလည်းပြောလိုက်တယ်နိဗ္ဗာန်တော့ဆူမပေးပါဘူးပြိတ္တသူနဲ့တန်နဲ့ဆူပေးလိုက်ကျုပ်တကားဒီမတော့တော့ပါဘူးလို့လှူတဲ့အတန်းဒီကနေ့ဒီအချိန်ကစပြီးတော့တစ်သက်လုံးမတော့ဖဲရှောင်းကျင်နိုင်ပါစီဗျာ။ကဲဒါသူနဲ့အတန်ဆုံးစုပြန်တော့ရင်အဝိစီပဲလို့ဂျိုးကအောင်ခံရပါစေလို့ခွေးလူဝက်လူနွားလူပဲလို့လှက်ပတ်ပြီးဘယ်နဲ့ပေးလဲပေါ့ဗျာတို့ကြကျုပ်ပြီးတော့ကကြီးဒီအရေးတော့ထားတဲ့လူမျိုးကအတော်ခက်တယ်ထမင်းအောင်ရောက်မော့ကြည့်မိသေးတာပြိတ္တကြီးဒါကြောင့်ကျွတ်တို့ကတစ်သက်လုံးမတော့ဖဲနေနိုင်ပါစီဗျာလို့ကျုပ်အဲ့ဒီစုကိုပေးပါတယ်ဗျာသူပေးပြီးအဲ့ဒီလူဒီတစ်သက်လုံးမတော့ဖဲရှောင်ကျင်သွားရုံနဲ့မကကျုပ်မြင်းညံခရိုင်တောင်သာနယ်ရောက်တော့ကိုမောင်ငွေဆိုတဲ့တကားတယောက်တွေ့ပြန်သူ့ရောက်ဖဥဖိုးနီနဲ့သူ့အမတော်ခွားရုံကျုပ်တရားပွဲပင့်ကျင်းပနေ့လည်ဆွမ်းစားတော့သူကျုပ်ရက်ခတ်နေတာပဲတရားနာကြီးညကြတော့လေတရားပွဲလာပြီးတော့ငွေငါးချက်လှူသွားတယ်လေချုံငုံတန်းတန်းပဲလှူပြီးတော့ပျော်လွန်းလို့တဲ့ပြိတ္တနောက်တစ်ခေါက်အိမ်ပြန်သွားပြီးဟောအဖော်ခွန်လာပါရောဗျာတကားတို့နည်းနည်းတော့မှတ်သွားတော့ဟိုတချင်းတောင်နည်းနည်းပြင်းဖို့ကောင်းပျော်ရင်လည်းတောက်တာပဲအရက်ကတချင်းကတစ်မျိုးတည်းဆိုတာစင်ရင်လိုရက်ကိုတောက်တယ်ပျော်ရင်တောက်တာပဲပြိထမ်းတော့
ကျွတ်တို့ရှိကကိုထိုက်ဗျာတသောစုပေါက်ပြီးတော့ဆိုင်ကယ်တစ်စင်းဝယ်ဘာပြောကောင်းမလဲနောက်ပိုင်းဘာမှကိုပြောမကောင်းတော့ပြောတော့နဲ့တောက်တာပဲတကားတို့ကြည့်အခုပြောလုံးလို့တဲ့ဗျအဖော်ခေါ်လာကျုပ်တရားဝဲရှိဆုံးကမျက်ထောင်းကြီးနဲ့ထိုင်ဘေးကကြီးမှန်ရလားဆိုသူများကရိုးရိုးဖြစ်တယ်သူကမြေကြီးနဲ့နဖူးနဲ့ထီကမှတော့ဖောက်ပြန်ငါကအဖော်ပါလာပြီကိုနောက်တရားဟောမဖြစ်တော့အောင်ပြိဿတရားလည်းအဲ့ဒီညကမတူသင့်မဲနဲ့တူသွားပါတယ်ပြိဿတရားဝဲသိမ့်ပြီးတော့နောက်ရက်ကြတော့သူများတွေကပြောယုံနေမှာကလေးတွေကပြောကြဝါရညကတော့ကျန်ဒီကံဆရာတို့တရားဟောတာသိကောင်းတာကွာကောင်းပြီကွာတဲ့အရင်တစ်ခေါက်ကလောက်မရှိပါဘူးတဲ့တရားတူတယ်တဲ့တောင်သူပြောတာမဟုတ်ပါဘူးဟိုနရဲပြောနေတာပါတူတယ်တဲ့တော်ရောပေါ်ကွာတယ်မင်းဟိုလူကြီးကတော်ဆိုးတဲ့လူကြီးကွာကိုမောင်ငွေဆိုတဲ့လူကြီးပေါ်ကွာတယ်မူးပြီးရှိကတောင်ပြောမြောက်ပြောတယ်ဘုန်းကြီးကစိတ်ညစ်ပြီးမင်းသိမ့်သွားတာဗျနောက်သူ့တွေ့တိုင်းလည်းကလေးတွေကပြောကြပြောဥမောင်ငွေညတော်ဆိုးတဲ့လူကြီးဗျာညတရားဝဲတဲ့ဝင်မုန်းတယ်ကလေးတွေပြောအဲ့ဒီတင်သူသတိတရားရနောက်ကျုပ်ဖယလှတရားဟောတော့သူလိုက်ပြီးတော့လှူပါတယ်ပြိဿပြီးတော့ဗျာတဲ့ရွှေမန်းတင်မောင်ဇတ်ထုတ်သွင်းထားတဲ့ငမှုအယူလို့ကလေးတွေဆိုတဲ့အတန်ကြားတယ်နားမဝင်ဘူးဗျာအခုတပည့်တော်ကိုယ်တိုင်ကလေးတွေကခမားကြီးဗျာညတော်ဆိုးတဲ့လူကြီးတရားဝဲတဲ့ဝင်မှုနေအဲ့ဒီချိန်ခါမှာတပည့်တော်ကလည်းမတောက်သေးတဲ့အချိန်မို့ဖရတဲ့တောက်တဲ့အချိန်ဆိုရင်ကလေးတွေခေါင်းလျှောက်ခေါက်ချင်းခေါင်းတွေမှာမတောက်သေးတဲ့အချိန်ဆိုတော့တပည့်တော်သတိရပြီးတော့ဗျာတဲ့အမနဲ့ရုပ်ဖကိုဒီအရက်မတောက်ပဲလှူခြင်းပါတယ်ဆိုပြီးတပည့်တော်အရှင်ဘုရားထံလိုက်လာတာပါဗျာဟောဒီအရက်သမားတရားကိုဟောတိုင်းဟောသမျှအခါတိုင်းလှူပြီးမဟုတ်တော့လည်းပဲအရက်သမား9ယောက်လောက်တော့ကျွတ်တန်းဝင်သွားပြီရုပ်ဒါတော့အရက်သမားကြောင့်ပြောပြန်တို့လေအရက်တောက်တဲ့လူများကတို့စောင်းတယ်လို့ထင်တတ်တာဟာဒါဓမ္မရာပါပြိဿဓမ္မရာပါပြိဿသူတို့ကလည်းမူးလာတယ်လေကျုပ်ကမူးတဲ့အကြောင်းပြောတော့တို့စောင်းတယ်ထင်တာပေါ့စောင်းနဲ့ထင်လို့ကျုပ်ထုံလကလာလို့လေကျုပ်ကသိခံတယ်ကျုပ်မေတ္တာတရားနဲ့ဆိုတော့နောက်ပိုင်းလည်းသူတို့ကျွတ်တန်းဝင်နေတာပေါ့တနာလို့ပြောတာပါတကားတို့ဒီအရင်တောက်တာကျွတ်တို့ကခင်ဗျားတို့မတထာလို့ပြောနေတာမဟုတ်ပါဟောဒီအရင်လွှမ်းမိုးရင်ကျုပ်ပြောလိုက်မယ်တိုင်းပြည်တောင်ပြက်တဲ့ရုပ်ကျန်ကန်ထင်ရှားရှိပါတယ်ဒါပေမဲ့အဲ့ဒါကြီးသိထုတ်ဖော်ပြီးတော့ဟောနေမယ်ဆိုရင်ရှည်လျားမှာဆိုရှင်းလို့ခင်လို့ယူထားတဲ့မယားကိုကျွေးလိုက်နွားရရိုက်တာလေဒီအရေးပဲဗျဒီထဲကသူတို့ကရဲစည်းတင်တာလို့ပြောကြဟုတ်တော့ဟုတ်သားပဲဘယ်တော့မှတနှောက်နဲ့မထူရဲတဲ့အမေကိုတနှောက်နဲ့ထူရဲဒီအရေးအဖေကငါမှသားရှိလို့ဆင်းရဲတာဒီအရေးဒီမဲ့အိမ်နီးနာချင်းနဲ့မအိပ်ရအောင်စိတ်မချမ်းသာအောင်ဆူးပူးနေတာဒီအရေးဗျအဲဘလောက်ဆိုးတဲ့ထင်ဘုန်းကြီးနဲ့တွေ့ပြန်တော့လေခွန်းနေကလို့ဟဲ့ဘုန်းကြီးလူအဖြစ်တာကွာဆိုတာလေဒီအရေးပဲကျွတ်တို့တော်ရီများကြားရအိုးတမဝါယံဝလူကြီးကသူ့ရှင်ပြုံးကပြရဟဲ့အဲ့ဒီလူကြီးငါဘာထင်လဲကွာဆိုတာလေဒီအရေးပဲပြိဿရဲ့လူကြီးတွေကလော်ဆဲတာလေဒီအရေးပဲတိုင်းပြည်အုပ်ချုပ်တဲ့တရားနာပြိဿရဲအရာရှိများလည်းပဲတိုင်းရေးပြည်ရာမလုပ်ရပဲနဲ့ဒီအမှုသမားလိုက်ပြီးဖြည့်ရှင်းနေရတာနဲ့တိုင်းပြည်အတွက်ကျေးဇူးတစ်စက်မှမရှိတာလေဒီအရေးပဲဒါတော့တဏှာလုံးလို့ဘုန်းကြီးတို့ကပြောနေတာကံ၅ပါးလုံးပြတ်တတ်ပါတယ်ပြိဿဘယ်လိုမှအောင်းမေးလို့မဟုတ်ပါဘူးမကထာလို့မဟုတ်ပါဘူးဘုန်းကြီးတို့ပြောတာကသူတို့တောက်တာကိုဘုန်းကြီးကကြည်ဘူးတဲ့ဩငါတို့ကအရန်ကရှိလို့များတောက်သလားအောင်းမေးရှိတော့ပါဘူးတကွန်းလောက်တောက်လိုက်ညနာကြီးမဲရှုံရစ်ကနေထိုးလိုက်
ကြောင့်ပဲကြီးလော်လေးလားချင်းပတ်ကလေးလားမသိဘူးကောက်ဝါလိုက်သမင်းဟုတ်ဒီပတ်တိမစားတော့ဘူးသမင်းဟုတ်ဒီပတ်တိမစားတော့ဘူးသမင်းစားလိုက်လို့ရှိရင်နဲ့တောက်မဖြစ်ဘူးတဲ့တောက်မဖြစ်မှစိုးရိမ်တာနဲ့ကိုသမင်းလျှော့စားသမင်းစားပြီးမှတောက်လဲအာနာကိုဗျဒါကြောင့်တရားနာပြေးတာတကွန်းလောက်တောက်လိုက်မျက်နှာကြီးမဲ့ပြစ်ကနေထွေးလိုက်ကျွတ်တူကစဉ်းစားတယ်။အော်အရသာရှိလို့တောက်တယ်အောင်မိတကားဒီပါဇတ်ထဲအတွန်းအခါရခက်ရှာတယ်။တတွေးတောင်ရိုးရိုးမထွေးဘူးထွေးပုံကြည့်လေကြွားအခိုးတွေအနေခက်လို့မှုတ်ထုတ်တာချွားအတော်ဒုက္ခရောက်တာပါပြေးတာမတိတဲ့သူတို့ကသချင်းလေးနဲ့ဗျနဂါရဲ့ခြုံရသောမုံကလုံးစို့ပါလို့ဟိုဒါပါပြောတာနဂါဆိုတာထမ်းမင်ပြောတာကလုံးဆိုတာလေထနုတ်ကကြတဲ့ထမ်းရည်ကိုစွတ်ပြီးခံထားတဲ့အိုးကိုပြောတာမြူအိုးကလုံးနဲ့ဗျနဂါရဲ့ခြုံရသောမုံကလုံးစို့ပါလို့ပင်တို့ရဲ့ထူတော့လိုက်ရင်ချောမြို့လေးပင်မောဘောက်ကမီးတောင်တဲမီးတောင်မှာတော့လောင်လုံးရှိတာတချင်းဒီတချင်းသူတို့ကအရသာတွေ့ပြီးဆိုကြပြန်တယ်ဒီတဲ့တောက်တာစားတာတောင်တရားနာပိတာကြည့်လေပြောကြတယ်တစ်ခွက်တောက်တော့ဇရက်စည်းစိမ်ဇရက်စည်းစိမ်ဆိုတာစကားများလားကြလူနဲ့တစ်ဖက်သားစိတ်ဆင်းရဲအောင်အလွန်ပြောတယ်ဇရက်စည်းစိမ်ခေါ်ကြတဲ့ကွာကြည့်လေဟဲ့ကောင်းကုန်မပြီးတော့ဟဲ့မပြီးတော့ဘူးလေဟိုအချိန်ကပါလာဟဲ့တကယ်ချင်းဒေတာတော့ကွာမပြီးတော့ကွာမင်းမူးနေတော့ငါမပြောချင်ဘူးကွာငါစိတ်ဆင်းရဲတယ်ကွာမောပါဘူးကအဲကောင်မင်းဒီမှာငါဘောင်းစစ်မလို့ရှင်အားလေးရှက်လေးမောပါဘူးကအဲကောင်တကယ်ချင်းဒီမှာမင်းငါမင်းကဘောင်းစစ်မလို့ရှင်လို့လားအဲကောင်တကယ်ချင်းလမ်းမှာကွာဒီမှာနောက်ပိုင်းဘာမှမပြီးတော့ရန်ရွဲ့ပြီးတော့တစ်ဖက်သားစိတ်ချင်းရဲ့အောင်ပြောတဲ့ဇရက်စည်းစိမ်နဲ့ပြုတ်နှစ်ခွက်တော့မွေဟောက်စည်းစိမ်နဲ့ညသူများစော်ကားလာမွေဟောက်ကြီးပပြင်းထောင်တယ်လို့ပေါ့ကြည်တာကစဂျူကြည့်စကားပြောလိုက်နားထဲမချမ်းသာဟဲ့ကမင်းဘောင်းမိုက်ဒီကစအိုင်ဒုကိယချဲလင်းကိုလောက်တာသူများစော်ကားလာတာလေမွေဟောက်စည်းစိမ်ညသုံးခွက်တော့ကာလနဂါစည်းစိမ်နဲ့ပြရေလောင်းပြီးစိုက်ကားနဲ့တင်ပို့လျာမလှုပ်တော့ငါ့သူလိုစည်းစိမ်ပြီးတော့တရားနာပြေးစိုက်ရေညကတောက်တန်သိမ့်များပြီးတော့ခေါင်းအနောက်မပြေလို့လေမနဲ့ကြတော့အိမ်မောက်ထားမှိုင်းနေလို့စည်းစိမ်တစ်ခုတိုးလာတယ်လက်ဓာစည်းစိမ်ချင်းကြောင့်ဖမှန်စည်းစိမ်ဒါကြောင့်တကယ်သနာလို့ဘုန်းကြီးတို့ပြောတော့လည်းပဲဒီအရေးလေးဝင်လာရင်တော့တို့စောင်းတယ်လို့ထင်တတ်တာဓမ္မရာပါပြိဿဟဲ့မင်းကြီးများဘာပြောလိုက်ကြတာတို့မှန်လားပါဗျာသုံးလောကထိုထားအတုမရှိမြတ်စွာဘုရားပရိနိဗ္ဗာန်စံပါပြီတဲ့ဘုရားဟေးအမလေးပဲလို့ပြောလိုက်ကြတာတို့ဟဲ့ဆိုမေ့သွားပြန်ရောလစ်သွားပြန်ရောအစတုမရူကျင်းကြီးတဲ့အခုတွေထားလာပြန်ရောဟိုပဲကျင်းပြောင်းလိုက်ရဒီလိုတရားနာပြေသာကြီးကျင်းနေပြောင်းပြီးအပူငိမ့်သောခါမှာဘုရားကိုယ်တော်မြတ်ပရိနိဗ္ဗာန်စံတဲ့အကြောင်းတိကြလေကွယ်ပြသိလိုက်ရောဟေးကိုကျိုးနေပါဖြစ်လားရွှေတော်ကြီးပြိုးပါဖြစ်လားမောင်မင်းလို့အကိုရမဲ့ပြီ
နေလုံးကြီးကွယ်ဖို့မောင်မင်းတို့ငါဤအကိုရဖြစ်သောဖယားနဲ့တကိုင်းနဲ့ပြတဲ့ငါဖခင်ကြီးဒေဝရဇကနားထောင်ပြီးတော့ငါသားဒီတတ်တဲ့ကိစ္စကြောင့်အပူမီတွေတောက်ပြီးတော့စိတ်နှောက်ခမငါဒုက္ခဖြစ်နေတဲ့အခိုက်ဒီဒုက္ခတွေကိုကဲတင်တော်မူခဲ့တဲ့အပူမီငြိမ်အောင်ပြုတော်မူခဲ့တော်မြတ်စွာဘုရားခုတော့ကွယ်ဖယားမရှိခိုးကိုရမဲ့ပါဘောလားအကိုရမဲ့ပါဘောလားမြတ်စွာဘုရားတတိတော်ဘယ်လိုလုပ်ပြီးတော့ဖြေရမတော့ဟဲ့ငါကိုတရားဟောတဲ့မြတ်စွာဘုရားကိုတော်မြတ်ကြီးတရားပြတဲ့နေရာဇီဝကတည်းဥယျာဉ်တို့ငါသွားမယ်ဘုရားကိုတော်မြတ်ကြီးငါ့ကိုစောင့်မျှော်နေလိမ့်မယ်လေတရက်ဥယျာဉ်တို့ဇုတ်ပြီးနောက်ကလိုက်ကြရထိန်ကြရအဲ့ဒါလို့ထိန်ကြတော့လေတရက်ဥယျာဉ်တို့ရောက်တရက်ဥယျာဉ်တို့ရောက်တဲ့အခါမှာလက်အုပ်ချီလို့သူ့အတရားဓမ္မဟောပြတဲ့နေရာနာရောက်တော့ဘုရားမြတ်စွာစိတ်နေရကောနိဗ္ဗာန်သွားကြတဲ့ကြားရသည်တွင်မြတ်စွာဘုရားပရိနိဗ္ဗာန်ဆန္ဒတောင်းတပြီးတော့ကြားလို့မြတ်စွာဘုရားတပြီးတော့မရွှင်တော့ပါဘူးဗျာဘုရားမြတ်စွာစိတ်နေရကောနိဗ္ဗာန်သွားကြတဲ့ကြားရသည်တွင်ငါဘယင်မှာမရွှင်သာအပူပွား၍တနာကြီးညိုမြတ်စွာဘုရားကိုယ်တော်မြတ်ကြီးကိုကြည်လဲကြည်သူတယ်တနာလဲတနာတယ်ဗျာတပည့်တော်ခိုးကိုရောက်မဲ့လို့အရှင်ဘုရားဟောညွှန်ပြတဲ့တရားဓမ္မတွေဟောဒီနေရာဟောင်းလေးလာပြီးတော့ဟောကြားတော်မူပါဦးဘုရားလို့ငါဘယင်မှာမရွှင်သာအပူပွား၍တနာကြီးညိုထိုဓမ္မဟောညွှန်ပြလျက်သက်သာစေရမိန်နာနွေမြခုတိုင်ကြလို့တနာလှဲ့ပါလျောက်ထားပါသည်ကြွတော်မူပါမြတ်စွာဘုရားဟောပါလေတပည့်တော်ဟောနေကြဖြစ်တော်ဒီတရားဥယျာဉ်ကြွပြီးတော့တရားတော်မှာပြတော်မူပါဦးဗျာတပည့်တော်အဖေကိုတတ်ခဲ့တဲ့အဇ္ဇတတကိုကယ်မတော်မူပါဦးဘုရားလို့အဖေကိုတတ်တဲ့အဇ္ဇတတဘယင်မှာဘုရားညီကိုဟတ်တဲ့ဆရာအတတ်တင်တော်ချင်းမှာပါလို့ဒီဝရတ်တင်ပေးတဲ့ပညာတွေတပည့်တော်အထင်မှားပြီးတော့မြတ်စွာဘုရားမာကြီးကြီးမကမှားခဲ့လို့ဘုရားရှင်နဲ့တွေ့တော်လဲနိဗ္ဗာန်မဲ့ဖို့မရပိဿနန္ဒရိယကံကြီးကြောင့်တပည့်တော်ဒုက္ခကောင်းကြီးကိုအပူအေးအောင်တရားပြတော်လဲယခုတော့တပည့်တော်ပြစ်ပြီးတော့ကြွသွားပြီလားဘုရားရဲ့လို့အဖေကိုတတ်တဲ့အဇာတတဘယင်မှာဘုရားမြေကိုဟတ်တဲ့ဆရာဝတ္တတင်တော်ထင်မှားပါလို့အရှင်ဘုရားကိုမကြည်ညိုလိုက်တာနဲ့တပည့်တော်လေသူ့အားထားတော့ကဘုရားဆိုတာဘယ်နေမှမသိဘူးဘုရားအဲ့ဒီချိန်မကြည်ညိုလိုက်လို့သူပဲပါပြီးတော့အမိတ်တရားတွေဖြစ်ကုန်ပါတော့ဘုရားအရှင်ဘုရားကိုမကြည်ညိုလိုက်တာနဲ့ဒီလိုမိုက်မိပါသည်ဘုရားဒီလိုမိုက်မိပါသည်ဘုရားမလေးတပည့်တော်မိုက်ပြီးရခုဒီနေရာဟောင်းလေးကိုကြွပြီးတော့တပည့်တော်တရားဓမ္မတွေပြတော်မူပါဦးဗျာယခုအလျင်ကြွခဲ့ပါအောင်မြတ်စွာဘုရားတရက်ဥယျာဉ်နေရာဟောင်းကိုလားပရမေဓမ္မလောင်းကအပူတွေပြောက်ခဲ့ပါသဖြင့်မြတ်စွာဘုရားဟောပြလို့တပည့်တော်အပူတွေပြောက်ခဲ့တယ်ဗျာဒါကြောင့်နောက်တစ်ခါကြွပြီးတော့တပည့်တော်အတနာရဲ့ဖြင့်ကြွပြီးတရားဓမ္မဟောလဲပါဦးဒါရဲ့ဥယျာဉ်နေရာဟောင်းကိုလားပရမေဓမ္မလောင်းကအပူတွေကပြောက်ခဲ့ပါသဖြင့်နောက်တစ်ခါထောက်ညာလို့တဏှာရဲ့ဘုရားဟမမင်းကြွခဲ့ပါဘုရားတပည့်တော်တဏှာသဖြင့်
ကြွတော်မူခဲ့ပါဖယားအမလေးငိုတကူဗျာဇာတတပြိဿဘသူတို့ဟိုင်းငိုပြီးတဲ့နောက်မောင်မင်းများအာကိုရောက်မဲ့သောမြတ်စွာဘုရားမရှိတဲ့နောက်ဖယားကိုတော်မြတ်ရဲ့ဓာတ်တော်ကိုငါကိုးကွယ်မယ်ဟဲ့ကုသိမ့်နာယုံမာလာမင်းများရဲ့ထံသို့လာစစ်တပ်နဲ့ခြီးပြီးတော့ဓာတ်တော်ကိုတောင်းမယ်ဟောအဇာတတဓာတ်တော်ကိုတောင်းပြိဿဘာတောင်းတဝန်စာလွှာနဲ့ညိုဓာတ်တော်ကအဇာတတတင်တောင်းတာလားဆိုတော့မဟုတ်ဘူးရာဇကြိုအဇာတတနောက်ဝေသာလီကလိတ်ဆုံပြီးမင်းများကလည်းစာနဲ့ဓာတ်တော်တောင်းနောက်ကပိလုအတိုင်းပြေကသာဂီဝင်မင်းများကလည်းတို့ဖယားရဲ့မင်းမျိုးတဲ့သာဂီဝင်မင်းမျိုးဖြစ်ချင်းကြောင့်ပေးကြနောက်အလကပ္ပဘူးလာမင်းများကလည်းတောင်းနောက်ရာမရွာကောလိယမင်းတွေကလည်းတောင်းနောက်ဝိထတိပတိုင်းပုံနာတွေကလည်းတောင်းနောက်ပါဝါပြည်မာလာမင်းတွေကလည်းတောင်းအဲ့ဒါလို့တောင်းပြီးတဝန်စာလွှာတွေနဲ့လာကြတော့လေကုသိမ့်နာယုံမာလာမင်းများကဟေးဘာလို့ဝေးရမှာလဲကွာတင်တို့မှအမိနို့ရေဆို့သလားတို့လည်းအမိနို့ရေဆို့တင်တို့မှလူလားတို့လည်းလူတင်တို့မှယောက်ျားလားတို့လည်းယောက်ျားတင်တို့မှတတ္တိရှိလားတို့လည်းတတ္တိရှိမပေးဘူးဆိုပြီးတော့အကြောင်းပြန်မပေးဘူးဆိုပြီးတော့ဓာတ်တော်မပေးနိုင်တဲ့အကြောင်းပြန်လိုက်ရောပြိတ္တခုနှစ်ပြည်တော်မင်းတွေဇွတ်လာကြဒီလိုခုနှစ်ပြည်တော်မင်းတွေလာကြတော့ခါတကယ်၍တရားနာပိသအဲ့ဒီနေရာဖြံပြေမဲ့လူမရှိလို့သာစစ်ဖြစ်ကြရင်လေကုသိမ့်နာယုံမာလာမင်းတွေကနိုင်မာတဲ့ဗျဘာလို့နိုင်မာတော့ဆိုတော့သူတို့အသင်းပင်းတွေကများတယ်ကိုပြိဿဒီလိုနဲ့ခုနှစ်ပြည်တော်မင်းတွေလာပြီးတော့နင်လားငါလားတဲ့ခုတ်ကြထိကြတတ်ကြမဲ့အဖြစ်ကိုဒေါနဆရာပုံနာကြီးကနေပြီးတော့ဓာတ်တော်ဝေမယ်မင်းအပေါင်းတို့သင်တို့ဆရာငါပြောသောစကားကိုနားထောင်ကြကုန်တော့ငါတို့ကိုယ်ခွဲရဖြစ်သောသုံးလောကထိုတာတပ်ပြညုံမြတ်စွာဘုရားသည်ခန္တီဝါဒီစသောဇတ်တော်ဒီအတိတ်ပြန်ဟောတဲ့အချိန်ခါမှာဘုရားကိုယ်တော်မြတ်သည်ခန္တီပါရမီဖြည့်ခဲ့တဲ့အကြောင်းအမျက်ဒေါသမထားတဲ့အကြောင်းဒါတော့မင်းအပေါင်းတို့အမျက်ဒေါသမဖြစ်ကြလေနဲ့ငါခွဲဝေးပြီးတော့ပေးမယ်ဟောမြတ်စွာဘုရားကိုယ်တော်မြတ်ရဲ့ဓာတ်တော်ဒီကိုခွဲဝေးမယ်ဓာတ်တော်ကလည်းတရားနာပရိသတ်ကြီးကျွတ်တို့ပထမဆုံးတာရုကိလဆိုရင်ကျင့်ပတာက9ရက်ပရိနိဗ္ဗာန်စံဝင်တော်မူတဲ့နေ့ကကျွတ်တို့148ခု148ခုပရိနိဗ္ဗာန်စံဝင်သောကဆုံလပြေအင်္ဂါနေ့ကိုဗျအဲ့ဒီကဆုံလပြေအင်္ဂါနေ့မှာပရိနိဗ္ဗာန်စံဝင်တော်မူပြီးတဲ့နောက်ဘုရားကိုယ်တော်မြတ်ကို9ရက်တိုင်တိုင်အလောင်းတော်ကိုပူဇော်တဲ့တာရုကိလသဘင်အပြီးမှတရားနာပိဋကဓာတ်တော်ကိုကျွတ်တို့မကြခင်မီးတင်ပြီးရှို့တဲ့စိတကတတ္တဟက9ရက်၎င်းတော့ဓာတ်တော်ကိုပူဇော်တာကကျွတ်တို့9ရက်အဲ့ဒီလို9ရက်ဆိုတော့နယုံလာဇန်9ရက်နေ့မှာဓာတ်တော်ဝေပြီးမယ်ကိုဒီဓာတ်တော်တွေကလည်းကျွတ်တို့တံပိဏအတံပိဏနှစ်မျိုးကွဲပြီးတော့ထားခဲ့အတံပိဏဓာတ်တော်ဆိုတာကစွဲတော်က၄စုညရိုးက2ချောင်းနှစ်ဖူးတင်းကျစ်တော်က1ချောင်းအဲ့ဒီဓာတ်တော်9စုသည်မကွဲမပြားရှိလို့အတံပိဏဓာတ်တော်တဲ့ကြံတဲ့ဓာတ်တော်တွေကြတော့ပဲနောက်စေမုံညင်းစေဆံကြိုးစေပမာဏအစိတ်စိတ်မှွာမှထားခဲ့တယ်တရားနာပိဋကကိုကျွတ်တူ2တင်းလောက်ရှိ8စိတ်ဆိုတော့2တင်းနေပါလိမ့်ပိဋကကြီး1တင်းကိုပဲ2စိတ်4စိတ်1တင်းကိုပဲ2စိတ်တို့ဒါမြင်4စိတ်ဆိုတော့ဘယ်နဲ့တင်းငါနေပါဦးဒီမှာတတင်းကို4စိတ်8စိတ်ဆိုတော့ဘယ်နဲ့တင်းတော့2တင်းမျက်စိမလဲနဲ့ငါကလည်းသူများချင်တာတွေကမြင်တာကိုယ်တိုင်ချင်းကြည့်ဘူးတာမဟုတ်ဘူးနော်တရားနာပိဿဟို4ပြီကိုဘာခေါ်တော့တစ်စိတ်8ပြီကိုဒါပြန်နှစ်ခွဲတတင်းဆိုတာကိုမှန်ရလားမဆိုးဘူးကြလားဟုတ်ကျုပ်ကဆံရောက်စားအောင်မလို့စဉ်းစားကြည့်ရလားဆံရောက်စားအောင်ဆိုကျောင်းကလည်းတရားနာပိဋကရေအလုသမားတွေပါတယ်ဆံကလည်းတဲရက်ကုန်နဲ့ရောင်းစားဖို့မရှိပါဘူးမလွယ်ပါဘူး
该提到岗位的呀，那边的，哎哩，那对面老多许多10岁多达到的，公快为比，第台的呀那边的也，多那不那几个，人家说了，我都要刚帮那抽比扣他吧，哎呦，看这扣了，你要这个是的，我达到一日都要扣他的，哎，那的呀那边的家门啊寄来的哩。ဘယ်ရောက်နေပါလိမ့်ဆိုပုံနာကောင်းနဲ့ရောက်အဲ့ဒါတကိုးတော်နဲ့ယူထားတကိုးတော်နဲ့ယူထားတာတကိုးတော်နဲ့ယူထားတော့မဲပုံနာကဟန်ကြငါတော့အမြတ်ဆုံးရမဟာလို့အဲ့ဒါလိုမင်းနေအကုန်လုံးဝေပေးလိုက်တာသူ့အတွက်အမဲခေါင်းပေါင်းလေးဖြုတ်ကြည့်လိုက်တော့ရှိဘူးမရှိတော့ဘာမှမကြံတဲ့နောက်ဆုံးသူဓာတ်တော်ဘသူရှိမှလဲတောင်းလို့မရတဲ့နောက်တရားနာပြည်သားအဲ့ဒီဒေါနပုံနာကြီးကလေဟိုကျွတ်တူဓာတ်တော်ထဲတဲ့အိုးကလေးပဲသူ့ယူရဒီထဲမောရိယပုံနာတွေကလာသေးတရားနာပိဿမောရိယပုံနာတွေကြတော့ဓာတ်တော်ဝေပြီးမှရောက်လာတော့သူတို့ကတော့ဟိုစံတကူမီးသွေးတွေပဲကိုးကွယ်ရမီးသွေးတွေပဲကိုးကွယ်ရတယ်တရားနာပိဿဒါကြောင့်ဓာတ်တော်ဝေတာဟာနေုံလာဇန်9ရက်နေ့မှာပြီးဆုံးပါတယ်ပိဿဓာတ်တော်ဝေတာဘယ်တော့ပြီးတော့148ခုဂိမှန္ဒဥရုကဆုံလပြည့်အင်္ဂါနေ့မှာဘုရားကိုယ်တော်များပရိနိဗ္ဗာန်စံရုံတော်မူပြီးတဲ့နောက်တာရုကိလနာစိတကတာရုကိလနာတတ္တဟစိတကတတ္တဟဓာတုပူဇာတတ္တဟခွန်သုံးလီပေါင်းပြီးတော့နေုံလာဇန်9ရက်နေ့မှာဓာတ်တော်ဝေတာပြီးဆုံးပါတယ်လို့ဆိုတဲ့နောက်ဆုံးဌာနီလွမ်းမြဲ့ကြီးကိုမပြီးအောင်ကျမ်းနေရဲ့မှာစိုးလို့ခက်စီစီနဲ့ဟောလိုက်တဲ့နောက်ပိုင်းတော့အတော်လေးပြင်းကုန်ထမရဲ့ပြင်းမူလားပြိဿမပြင်းရင်စိတ်ချမ်းသာသေးတယ်စိုးစောပိုင်းအော်ဂျင်နာတွေအော်တော့ကဟဲဟီဟီနဲ့တရားအကွက်စီအောင်မိမိရရလေးဟောပြန်တော့လည်းငိုက်ချင်သားနဲ့ရိုင်းမြင်သားနဲ့ဒါပေမဲ့လို့လည်းတရားနာပြိဿကြီးအခုချိန်ထိနေတယ်ဆိုရင်မငိုက်လို့နေတာပါငိုက်ရင်မနေပါဘူးမှန်ရင်လားပြိဿကြီးငိုက်သလားအဲ့ဒီလိုသာပြောပါငိုက်လည်းမငိုက်ပါဘူးမှန်ရင်လားပြိဿကြီးကဲမေတ္တာပို့ရအောင်ဆိုကြဗျာတကဘာလုံးမှာမြတ်တတာချမ်းသာကိုစိတ်မြဲပါစေအလုံးရင်းနဲ့ကြွရောက်လာကြတဲ့တရားတော်ပြည့်စုံကြီးချမ်းသာကြပါစေအလုံးကုန်ရင်းနဲ့ကြွရောက်လာကြတဲ့တရားတော်ပြည့်စုံကြီးကျမ်းမာကြပါစေဒေသတရားပွဲဘယ်နှညမြောက်တို့14ညတောင်ငူမြို့1338ခုတပေါင်းလဇန်2ရက်နေ့သူဓမ္မပရိယတ္တိဇာပြောင်းပွဲကြီးစပြီးတော့ဟောလာလိုက်တာ14ရက်14ညမြောက်တကုံတိုက်ရှိတောင်ငူမြို့လေတရားပွဲကြီးဒီဏီကုန်းချုပ်ပါသဖြင့်အိမ်ပြန်ရအောင်သာဓုကျဲကျဲလေးခေါ်ဖို့ကြိုးစားထားပါဗျာဒါကြောင့်နေဝတန်တို့သီခံရတာပြန်ကြပြီတော့နေဝတန်တို့မေတ္တာရေးဘက်ခါဖြောင်းလိုက်မယ်ပြစ်ပရာတွေဝေးရကမြန်းစီရောခြေကရာဆွေကလျှမ်းပြီးကိုစိတ်နှပြချမ်းသာစွာဖြင့်မှန်စွာမနေပြန်ပါလေတော့ပြန်ကြစေကုန်သတည်း